မရနာလောကမှာနှစ်ပေါင်း1000နေခဲ့ပြီးတော့မရနာမင်းကတော့ကျွန်တော်ကိုညီအကိုလိုမျိုးသဘောထားတယ်အမေဆောင်နဲ့အဖြူဆောင်ကကျွန်တော်ကိုအကိုကြီးလို့ခေါ်ကြပြီးတော့နွားကောင်းနဲ့မြင်းမျက်နှာကတော့ဘသူကကျွန်တော်စီးနှင်းစီရဖြစ်မလဲဆိုပြီးတော့အမြဲရန်ဖြစ်နေကြတယ်ဒါရီအားလုံးကကျွန်တော်ကဘယ်တော့မှမငြင်းမညူပဲနဲ့နေတိုင်းမရနာလောကကိုတန်ရှင်းအောင်လို့တမျက်စီလက်ပေးခဲ့လို့ပဲဒါပေမဲ့လည်းဒီနေ့တော့အလုပ်ထွက်တော့မယ်မရနာလောကတွေကနေရာတိုင်းကိုတစ်ချိန်စီရောက်ပြီးတော့ဆင်းရင်တင်သွားပြီးပြန်လည်မွေးဖွားပြီးရနဲ့တခြားသူတွေထက်နှစ်1000လောက်အသားစီးနဲ့စတင်နိုင်တော့မယ်ဒါနဲ့မရနာမင်းစီကိုသွားပြီးတော့အလုပ်ထွက်စာကိုတင်လိုက်ပါတယ်မရနာမင်းကအသက်ရှင်ခြင်းနဲ့တည်ခြင်းစရင်ကိုပိတ်လိုက်ပြီးတော့ကျွန်တော်ကိုကြီးကပြောလိုက်ပါတယ်။ဤတန်မင်းကမရနာလောကမှာနှစ်ပေါင်း1000အမှုထမ်းခဲ့တယ်။မကြီးမညူနဲ့စူဆောင်းလာခဲ့တဲ့လှုပ်ဝက်ကုသိုလ်ကလည်းမနေဘူး။ဒီတက်ခါပြန်နေမွေးဖွားရင်ကျင့်ကြံသူမိသားစုတစ်ခုတည်းကိုမွေးဖွားစေမယ်။စိတ်တည်ငြိမ်စွာနဲ့ဆက်လက်ကျင့်ကြံနိုင်ရင်ကြီးမားတဲ့ကံကောင်းခြင်းတွေကမင်းကိုဆောင်နေမယ်။ကျေးဇူးတင်ပါတယ်မရနာမင်းကြီး။ကျွန်တော်ကဥညွှတ်လိုက်ပေမဲ့လည်းအတွေ့စိတ်ထဲမှာအရင်ပြောနေပြီ။နောက်ဆုံးတော့နွားကောင်းတဲ့မြင်းမျက်နှာကကျွန်တော်ကိုမေးလျော်ခြင်းတရားစီကိုခေါ်လာကြတယ်။ဤတန်ဒီနေ့မင်းလာမယ်ဆိုတာကိုကြားထားလို့အဖွားကြီးကမင်းအတွက်အထူးပြင်ထားတယ်။3နာရီပူကြအောင်လို့ချက်ထားတာဒီဟင်းတပကံကိုတောက်ပြီးတော့စိတ်ရည်လေအေးနေသွားတော့ဒီလိုနဲ့ပဲရွှေရောင်ဟင်းတပကံကိုကျွန်တော်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်။ကျွန်တော်ကမီလီယိုကြီးဟင်းရီကိုလက်ခံပြီးတော့မခွဲချင်သေးတဲ့မိတ်ဆွေဟောင်း3ယောက်ကိုကြည့်လိုက်ပါတယ်။ဒီတက်ခါနှုတ်ဆက်ပြီးသွားရင်ပူချေပြက်နဲ့ကဘာတိတစ်ခုစီကိုသွားရတော့မယ်။နှုတ်ဆက်စကားပြောပြီးရဲ့နောက်မှာတော့ကျွန်တော်ကခေါင်းမပြီးတော့ဟင်းရီကိုတောက်လိုက်ပါတယ်။မျိုးလုံးတွေကမိစင်သွားပြီးတော့ဝိညာဉ်ပြောက်သွားသလိုမျိုးဟန်ဆောင်လိုက်တယ်။ဒါပေမဲ့အားလုံးကတော့ဟန်ဆောင်တာပဲအရင်ကတည်းကမီလီယိုချင်းတရားမှာစရင်သွင်းပြီးတော့အဖို့မဖြစ်နိုင်တဲ့အမြင့်မှန်ဉာဏ်စီကိုရရှိထားပြီးသားအဲ့ဒီစီရှိနေရကြဘလောက်ပဲအစွမ်းထက်တဲ့မီလီယိုချင်းဟင်းရီပဲဖြစ်ဖြစ်ကျွန်တော်ကိုမထိခိုက်နိုင်ဘူးဆိုလိုတာကတော့အရင်ဘဝကအမှတ်တရအလုံးကိုနောက်ဘဝအထိအပြည့်အဝယူဆောင်သွားနိုင်ပြီပေါ့မိရဘက်ကံကိုရောက်ဆိုအလင်းရောင်နှစ်ခုကပေါ်လာတယ်ကျွန်တော်လည်းအလင်းနဲ့တစ်စင်အဖြစ်ပြောင်းလဲသွားပြီးတော့ပြောက်ွယ်သွားခဲ့တယ်ထာဝရဘုံရဲ့ပြန်လည်မွေးဖွားရလမ်းကြောင်းတွေမှာရှီအောင်အဲ့လိုမျိုးနဲ့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့အဆောင်လေးတစ်ခုအတွင်းအကြီးအကဲရဲ့တွန်းကမုတ်စိမ်မွေးပပကိုပိုးရင်းနဲ့ပဲဖြည်းဖြည်းချင်းပြောလိုက်တယ်။ညာကောင်းငင်ကြီးကိုကြည့်ပြီးတော့လက်ချောင်းနေနဲ့ရေတွက်ကြည့်လိုက်တော့ဘိုးဘေးအရှင်မင်းကြီးပြန်လည်မွေးဖွားတော့မယ်ဆိုတာကိုသိရတယ်။ကာရက်အဝူရဲ့မျက်လုံးတွေကကျေသွားပြီးတော့တကူလုံးကစိတ်လှုပ်ရှားတုံရင်လာပါတယ်။တကယ်လားဗျာ။အဲ့လိုမျိုးနဲ့မှတန်းနာရီတစ်ခုရှိတယ်။အဲ့ဒီအချိန်တုန်းကတူနှမ်းမမီတဲ့ပါရမီရှင်တကူကကဘာကိုတောင်စိတ်ညစ်နိုင်တော့တဲ့ပါရမီနဲ့အရှင်မင်းကြီးအစင်းရဲ့အမြင့်ဆုံးနေရာအတီးတိုက်ခိုက်တလန်းနိုင်ခဲ့တယ်တဲ့။ဒါပေမဲ့လည်းဘာကြောင့်မှမသိဘဲနဲ့အဲ့ဒီအရှင်မင်းကြီးမိဖုရားကပြန်လည်မွေးဖွားခြင်းတန်တရားရဲ့ဝင်ရောက်သွားဖို့အတွက်ရေးချယ်ခဲ့ပါတယ်။ဘဝပေါင်းတရားပြန်လည်မွေးဖွားပြီးတဲ့နောက်မှာတော့အဲ့လိုမျိုးနယ်တွေကိုတက်ဖန်ပြန်လည်မွေးဖွားလာမယ်လို့ဆိုကြရဲ။ဂါရက်ရဲ့ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီးတော့မျက်လုံးတွေတောင်မှပြုတ်တက်မတက်ဖြစ်သွားပါတယ်။ဘိုးဘေးအရှင်မင်းကြီးကကျွန်တော်ဇနီးရဲ့ဝမ်းထဲမှာပြန်လည်မွေးဖွားနေတာလား။အဲ့ဒီစကားကိုကြားတာနဲ့ပဲဂါရက်ကဇနီးရှိရာအခန်းစီကိုချက်ချင်းပြေးသွားခြင်းစိတ်တောင်မှဖြစ်သွားပါတယ်။အကြီးအကဲအဲတွန်းကဖြည်းဖြည်းချင်းထားရက်လိုက်တယ်။ငါလည်းမင်းနဲ့အတူလိုက်မယ်။ပုံမှန်ဆိုရင်အမြဲကျင်လာတတ်တဲ့သူ့ရဲ့မျက်နှာပေါ်မှာရုပ်တရက်ရွှေရအလင်းနဲ့နှစ်စင်လိုမျိုးထက်မြက်တဲ့မျက်ဝန်းအယောင်တွေကလင်းလက်လာပါတယ်။အဲ့ဒီအချိန်မှာတော့ကျွန်တော်ကမိခင်ရဲ့ဝမ်းထဲမှာရှိနေပြီးတော့အသက်ရှင်နေရတာဘလောက်တောင်ကောင်းလဲဆိုတာကိုအံ့ဩနေပါတယ်။မရနာလောကမှာစရင်သွင်းခဲ့တာကနေရရှိထားတဲ့နှစ်ထောင်စာရတနာတွေကြောင့်ကျွန်တော်ကစတင်ချိန်ကလေးကတခြားသူတွေအလုံးထက်နှစ်ထောင်အသာစီးရနေပြီ။ဒါဆိုရင်ကျွန်တော်ဘယ်လောက်ထိအင်အားကြီးလာနိုင်မလဲမမျှော်လင့်ထားတာတခုကတော့ကျွန်တော်ရဲ့ရှိမှာခလေးမလေးတယောက်ရှိနေရပဲသူကမျက်လုံးမှိတ်ပြီးတော့အိပ်ပျော်နေတယ်အော်ကျွန်တော်မှညီမလေးတယောက်တောင်ရှိရပဲကောင်းတာပေါ့နောက်မှအဖော်တယောက်ပို့ရှိလာတာပေါ့ဝိုင်းနေကခလေးမလေးကမျက်လုံးဖွင့်လိုက်ပါတယ်ဘဝပေါင်းတရားဖြတ်တန်းပြီးရဲ့နောက်သူမရဲ့အရှင်မင်းကြီးလမ်းကြောင်းပေါ်တလန်းချင်းကိုဘယ်အရာကမှတားမဆီနိုင်တော့ဘူးထာဝရအရှင်မင်းကြီးဆိုတာကဖန်ဆင်းခြင်းလောကကြီးတစ်ခုလုံးရဲ့အမြင့်ဆုံးအုပ်စုရှင်သုံးပုံလုံးရဲ့စစ်မှန်တဲ့အရှင်သခင်ပဲဒီနေ့တသိန်းလုံးပြင်ဆင်လာခဲ့တာကလည်းအဲ့ဒီအမြင့်ဆုံးရာဇပလင်အတွက်ပဲဒီဘဝမှာတော့သူမဟာထာဝရအရှင်မင်းကြီးဖြစ်လာမယ်ဆိုတာကိုအပြည့်အဝယုံကြည်မှုရှိတယ်။အော်ရိုရာအဝူကဘေးရဲ့တစ်ဖက်ကိုလှည့်ကြည့်လိုက်ပါတယ်။သူမရဲ့ဘေးနားမှာတော့ခလေးယောက်ျားလေးတစ်ယောက်ရှိနေတယ်။ဒီဘဝမှာသူမမှာညီလေးတစ်ယောက်ရှိလာလိမ့်မယ်လို့သူကမမျှော်လင့်ထားခဲ့ဘူး။အချိန်ကြီးကတဖြည်းဖြည်းနဲ့ကုန်လွန်သွားပြီးတော့တလလောက်ကြာတဲ့အခါမှာတော့ဝိဘကန်းထဲမှာတောက်ဖဆီယာမှာ9ယောက်10ယောက်လောက်ကအလုပ်ရှုပ်နေကြပါတယ်။ရုပ်တရက်အထက်ကနေအတန်တန်ထွက်လာတယ်။ဂုံယူပါတယ်။မြို့နယ်ကောင်းဆောင်ကြီးမိန်းကလေးပါ။အဲ့ဒီနေရာမှာရှိနေတဲ့သူတွေအနက်မြို့နယ်ကောင်းဆောင်နဲ့အကြီးအကဲတယောက်ပဲဒီကလေးဟာဘိုးဘေးအရှင်မင်းကြီးရဲ့ပြန်လည်မွေးဖွားခြင်းဆိုတာကိုသိကြတယ်။ကျန်တဲ့သူတွေကတော့တာမန်ကလေးတွေကမွေးဖွားလာတာလို့ပဲ
ပဲထင်ကြတယ်လေရုတ်တရက်မောင်မနေတဲ့ကောင်းကင်ကနေနောက်ွယ်မတက်မိုးရှိတန်ကြီးကထွက်ပေါ်လာပါတယ်ကံကောင်းကြီးရဲ့ရွှေရောင်တိတ်တိုက်တွေကကောင်းကင်တစ်ခွင်လုံးကိုဖြန့်ကျက်သွားပြီးတော့မိုးကောင်းကင်တခြားအကွဲကြောင်ကြီးတစ်ခုကပေါ်လာတယ်အဲ့ဒီအကွဲကြောင်ကြီးတွေကနေပြီးတော့ခင်းရောင်ဆွမ်းရင်တွေကစီးဆင်းထွက်လာပါတယ်ခင်းရောင်ဆွမ်းရင်တွေကကောင်းကင်မှာရှိနေတဲ့အချိန်မှာပဲအဲ့လူမျိုးနယ်တွင်တိုင်းအဆုံးမရှိတဲ့ဖျားကြီးတစ်ခုကိုခန်းစားလိုက်ရပါတယ်အင်အားမလောက်တဲ့သူတွေဆိုအသက်ရှူဖို့တောင်ခက်ခဲသွားတယ်အဲ့ဒီအချိန်မှာကလေးမလေးကအင်္ဂါမိုးကိုဖောက်ထွက်ပြီးတော့ကောင်းကင်ထဲမှာလင်မျောနေပါတယ်သူမကကောင်းကင်ဘောကခင်းရောင်ဆွမ်းရင်တွေကိုဆွယူလိုက်တယ်ခင်းရောင်ဆွမ်းရင်တွေကသူမရဲ့ကိုယ်ထဲကိုဝင်ရောက်သွားတာနဲ့အမျှသူမရဲ့အသက်ဆွမ်းအားကတဖြည်းဖြည်းနဲ့အားကောင်းလာပြီးတော့နှစ်ပေါင်းများစွာကျင့်ကြံလာတဲ့ကျင့်ကြံသူများကထက်တောင်မှတာလွန်သွားပါတယ်မြင်တွေ့နေရတဲ့သူအလုံးကအောင်သွားပြီးတော့မလုံးမရှက်ရနေကြတဲ့ကာရက်ကအအောင်တုံလို့ဆိုနေမောကြည့်နေတယ်သူရဲ့မျက်လုံးတွေထဲမှာမယုံနိုင်လောက်အောင်မှအားအသမှုတွေကပြည့်နေနေရလေဘိုးဘေးအရှင်မင်းကြီးပြန်လည်မွေးဖွားလာတာကမူလခရမ်းရောင်အလင်းနာမှာဆင်းသက်လာစီမယ်လို့မတင်တာခဲ့ဘူးမူလခရမ်းရောင်အလင်းတွေအားလုံးကိုအပြည့်အဝဆွယူပြီးသွားတဲ့အခါမှာတော့မွေးဖွားကန်းတွေကနေကလေးငိုတန်းကြီးကြီးလန်းလန်းထွက်ပေါ်လာပါတယ်တာဝါဆီယာမတယောက်ကလှမ်းပြောလိုက်တယ်ဂုဏ်ယူပါတယ်မြို့နယ်ခေါင်းဆောင်ကြီးယောက်ျားလေးပါကာရက်ကခေါင်းမော်ပြီးတော့ရင်မောလိုက်ပါတယ်ဘိုးဘေးအရှင်မင်းကြီးမွေးဖွားလာတော့ကထက်တာမှပို့ပြီးတော့ပြောရှင်နေတယ်လို့ပဲဘိုးဘေးအရှင်မင်းကြီးရဲ့ပါရမီကကောင်းကင်ကိုယ်တော်အန်တူပေမဲ့လေသူမရဲ့အစဉ်အတန်းကသူ့ထက်တော့အမြင့်မြင့်နေမှာပဲသူကလည်းတစ်သက်လုံးသူမကိုအလေးထားနေရအောင်မယ်ဒါပေမဲ့ဒီကလေးယောက်ျားလေးကတော့အဲ့လိုမျိုးနဲ့ရဲ့အမွေအနှစ်ကိုတကယ်ဆက်ခံမဲ့သူပဲလေဒီသားလေးရဲ့ပါရမီကဘလောက်ပဲဖြစ်လာပါစေဖန်ဆင်းခြင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်မယ်အင်အားကြီးဆုံးသူဖြစ်လာအောင်လို့သူ့ကိုပြုစုပြထားမယ်လို့စိတ်ကူးနေတော့မှပဲရုတ်တရက်မိုးချင်းတဲ့ကြီးတစ်ခုကထွက်ပေါ်လာပါတယ်အရင်ကတည်းကမှပူကျလာပြီးတော့ကောင်းကင်နဲ့မြေပြင်တစ်ခုလုံးကတုန်ခါသွားပါတယ်မြို့နယ်ဝင်အများအပြားကအတန်ကြာတာနဲ့ပဲကြောက်လန့်ပြီးတော့မြေကြီးဘက်ကိုလဲကျသွားကြတယ်ကောင်းကင်ကြီးကအကွဲသွားပြီးတော့အနက်မီတာ3သိန်းလောက်နဲ့ဆိုင်တဲ့အကွဲကြောင်ကြီးတစ်ခုကပေါ်လာပါတယ်အဲ့ဒီအကွဲကြောင်ကြီးတွေကနေပြီးတော့အမြင့်မီထောင်ချီရဲ့အေယာမှာရုပ်သွင်းကြီးတွေတယောက်ပြီးတယောက်ကထွက်ပေါ်လာတယ်တချို့ကကောင်းကင်ဘုံအရှင်မင်းကြီးဖြစ်ပြီးတော့လူဝဲစံကျဲတဲ့အလင်းရောင်တွေနဲ့လွှမ်းခြုံထားကြတယ်တချို့ကတော့မှောင်ဝိုက်တဲ့ဆွမ်းအားတွေစူပတ်နေတဲ့နတ်ဆိုးဖျားတွေဖြစ်ကြပါတယ်ကောင်းကင်ကြီးကိုအမခန်းစွာရက်တည်နေတဲ့ကောင်းကင်ဘုံသားတွေနဲ့နတ်ဆိုးတွေကိုအကြံပြည့်တွေကြည့်လိုက်တော့1000တောင်မှကျော်သေးရလေအကြီးအကဲအေဒရွန်ကကောင်းကင်ကိုမောကြည့်နေလေသူ့ရဲ့မြဝန်းနဲ့တွေတောင်မှတုံမြင်နေပါတယ်ကောင်းကင်ဘုံသားတွေနဲ့နတ်ဆိုးတွေကတပြိုင်တည်းဆင်းသက်လာတာလားကောင်းကင်ဘုံနဲ့နတ်ဆိုးဘုံကြားစစ်ပွဲကြီးတစ်ခုဖြစ်တော့မှာလားလူတိုင်းသိကြတဲ့အတိုင်းကောင်းကင်ဘုံသားတွေနဲ့နတ်ဆိုးတွေကမိနစ်ယူလိုမျိုးဆန့်ကျင်ဘက်တွေဖြစ်ကြတယ်သူတို့နှစ်ဘက်စလုံးကတပြိုင်တည်းပို့လာပြီးဆိုရင်အကြီးအကျယ်ဘေးရန်တွေရဲ့ကြောက်တော့မဲ့သဘောပဲအေဒရွန်ကအဲ့ဒီအကြောင်းကိုတွေးနေတော့မှာပဲနောက်ထပ်မိုးချင်းတကြီးတစ်ခုကပေါ်လာပါတယ်မိဘကန်ရဲ့အမှုကြည့်ပြားတွေကအကုန်လုံးကွဲကြသွားပြီးတော့ခလေးယောက်ျားလေးကအမှုကိုဖောက်ထွက်ကကောင်းငင်ထဲမှာလူမျိုးနေပါတယ်ခလေးယောက်ျားလေးကကောင်းငင်ပေါ်မှာပြည့်နေနေတဲ့ကောင်းငင်ဘုံသားတွေနဲ့နတ်ဆိုးဖျားထောင်ပေါင်းများစွာတွေကိုမော့ကြည့်ပြီးတော့ရင်မောလိုက်တယ်အဲ့ဒီခဏမှာပဲထောင်ပေါင်းများစွာသောကောင်းငင်ဘုံသားတွေနဲ့နတ်ဆိုးဖျားတွေကခလေးယောက်ျားလေးရှိမှတညှတဲ့ဥညွတ်ပြီးတော့ဒူးထောက်လိုက်ကြတယ်ဒီမြင်ကွင်းကစကလုံးနေနေတာဖော်ပြလို့မရအောင်လို့အဟောပဲကောင်းပြီးတော့ကြောက်မဖွယ်စရာအဟောသိစရာကောင်းလို့ပါတယ်အဲ့လိုမျိုးနဲ့ဝင်တွေကအဲ့ဒီအဖြစ်အပျက်ကိုဝေချင်းနေပဲစကားတောင်မပြောနိုင်တော့ဘူးဒါဘာဖြစ်နေတာလဲကောင်းကင်ဘုံသားနဲ့နတ်ဆိုးဖျားထောင်ပေါင်းများစွာကဘာကြောင့်မလို့ဒီကလေးယောက်ျားလေးရှိမှဒူးထောက်နေရတာလဲဒါတွေကအစစ်အမှန်ကောင်းကင်ဘုံသားတွေနဲ့နတ်ဆိုးဖျားတွေရဲ့ပုံရိပ်တွေပဲဒီကလေးရဲ့ပါရမီကကောင်းကင်ဘုံနဲ့နတ်ဆိုးဘုံတစ်လျှောက်ကအရှင်သခင်နေတာမှအလိုလိုလက်ခံရလာအောင်ကြောက်စရာကောင်းနေရလားဘယ်သူမှစိတ်ကူးတော်မရင်နိုင်ကြဘူးအဲ့ဒီအချက်တစ်ခုလေးနဲ့တင်ဒီကလေးရဲ့မူလဇာတိနဲ့ပါရမီကတာမန်မဟုတ်ဘဲနဲ့အလွန်ထူးခြားရဲဆိုတာကိုသက်သေပြနေပြီနှစ်ပေါင်း8000ကျော်အသက်ရှင်ခဲ့တဲ့အကြီးအကဲအေဒွန်အောင်မှာစိတ်ထဲမှာမိုးရှင်တဲ့ကြီးတစ်ခုပောက်ကွဲတယ်လို့မျိုးခန်းစားလိုက်ရပါတယ်သူကအရန်ကိုအားအသင်းလို့အဲ့ဒီနေရာမှာလေကြမတ်တက်ဖြစ်သွားပါတယ်သူရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံတွေတောင်မှဒီကလေးယောက်ျားလေးရဲ့အမှန်တကယ်မူလဇာတိကိုခံမနိုင်အောင်ပဲရှိပါတယ်ဒီအချက်တစ်ခုလေးနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်အစောပိုင်းကမွေးဖွားလာတဲ့ကလေးမလေးနဲ့ဒီကလေးယောက်ျားလေးကလုံးဝကိုမတူတဲ့အဆင့်တစ်ခုလိုပဲအရင်ကသူထင်ခဲ့တာကတော့ကလေးမလေးမွေးဖွားတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တဲ့နမိတ်တွေကသုံးပုံလုံးကိုတုံလုံးစီနိုင်လာပြီလို့ပဲဒါပေမဲ့ခလေးယောက်ျားလေးမွေးဖွားလာပြီးတဲ့နောက်မှာတော့အမှန်တကယ်စိတ်ဝိညာဉ်ကိုတုံလုံးစီတဲ့အံ့ဩခြင်းဆိုဘာလဲဆိုတာကိုသူနားလည်သွားပါတယ်ကောင်းကင်ဘုံသားနဲ့နတ်ဆိုးဖျားထောင်ပေါင်းများစွာဒူးထောင်နေတဲ့မြင်ကွင်းမျိုးကိုသူကတခါမှအိမ်မက်တောင်မဖူးဘူးကာဘရက်ကတော့စိတ်လိုရှာလို့မနေနိုင်တော့ဘူးဟာမရဲ့တာကအရှင်မင်းကြီးအစ်စ်တစ်ပါးရဲ့အရှင်ဟွာကိုပိုင်ဆိုင်ထားတာပဲအရန်ကောင်းတယ်ရန်ကောင်းတယ်သူရဲ့တာသမီနှစ်ယောက်ထဲမှာတယောက်ကမူလာခရမ်းရံအလင်းကိုဆင်းသက်လာစေပြီးတော့နောက်တစ်ယောက်ကကောင်းကင်ဘုံသားနဲ့နတ်ဆိုးဖျားထောင်ပေါင်းများစွာကိုဒူးထောင်
စေခဲ့တယ်သူတို့နှစ်ယောက်လုံးရဲ့ပါရမီကကောင်းကင်ဥပဒေကိုတော့မှအန်တူပြီးတော့ကျော်လွန်နေပါတယ်အကြီးအကဲဒီကိစ္စမှာတကယ်ပဲအမှားယွင်းမရှိဘူးဆိုတာသိချရဲ့လားဒါဆိုရင်ခလေးယောက်ျားလေးကပဲဘိုးဘေးအရှင်မင်းကြီးရဲ့အစစ်အမှန်ပြန်လည်မွေးဖွားခြင်းဖြစ်နေတာများလားပါရမီတကူရဲ့နဲ့နှိုင်းရှင်ကြည့်ရင်ဒီကလေးကသူမထက်အများကြီးတာလွန်နေတယ်ဒီကလေးကိုဘိုးဘေးအရှင်မင်းကြီးလို့ခေါ်တာကပိုပြီးတော့ယုံကြည်စရာကောင်းနေရဲ့လေအကြီးအကဲအဒရွန်ကခဏတာကြောင်းသွားပြီးတော့မှဖြည်းဖြည်းချင်းပြန်ပြေးပါတယ်အမှားမရှိဘူးခလေးမလေးကပဲဘိုးဘေးအရှင်မင်းကြီးရဲ့အစစ်အမှန်ပြန်လည်မွေးဖွားလာခြင်းဖြစ်တယ်ဒီကိစ္စမှာတော့လုံးဝမမှားပါဘူးမြို့နယ်မှတ်တမ်းတွေထဲမှာရှင်းရှင်းလင်းလင်းရေးထားပါတယ်ဘိုးဘေးအရှင်မင်းကြီးကမိမသားတစ်ယောက်ဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်သိန်းကအရှင်မီဗီယာအဖြစ်အမြင့်ဆုံးအဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့နာမည်ကျော်အရှင်မီဗီယာအော်ရိုရာပဲအဲ့ဒီနာမည်ကိုပြောလိုက်တာနဲ့ပဲမျိုးဆက်ဟောင်းတွေကလူအများအပြားကအဲ့ဒီနာမည်ကိုကောင်းကောင်းမှတ်မိကြပါတယ်ဘိုးဘေးနဲ့ကွန်ရှီရင်ပြင်ထဲမှာတော့မှအရှင်မီဗီယာအော်ရိုရာရဲ့ပုံစံအတိုင်းထုတ်လုပ်ထားတဲ့ကြီးကြီးခမ်းထားတဲ့ရုပ်ထုကြီးတစ်ခုကရှိနေရဲ့လေလွန်ခဲ့တဲ့နှစ်သိန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်မှာဘလို့လို့အမှားရှိနိုင်မှာလဲကားရဲ့ပါဇက်တောင်ကတုံသွားတယ်သူ့ရဲ့ခေါင်းတော်မှာမိုးဝေလာတယ်လို့ဖြစ်လာပါတယ်ဘိုးဘေးရှင်မင်းကြီးကနှစ်သိန်းလုံးပြင်ဆင်လာခဲ့တာတော့မှမွေးလာတာနဲ့ဒီကလေးယောက်ျားလေးတစ်ယောက်ရဲ့အလင်းရအောင်မှာအရှုံးပေါ်သွားရတာလားဒီအကြောင်းကိုသာသူမသိသွားရင်ဒေသထွက်လွန်းလို့ပောက်ကွဲတော့မလားတော့မသိဘူးနော်အခန်းထဲကနေပြီးတော့မိုးပေါ်ကအပေါက်ကြီးတစ်ခုကဟောင်းလောင်းပွင့်နေပြီးအပြင်ကမြင်းမင်းကိုတော့အခုရှင်းရှင်းလင်းလင်းမြင်နေရပါတယ်အော်ရိုရာကဆောင်းနဲ့ထုတ်ထားရင်းနဲ့ကောင်းကင်တစ်ခွင်လုံးပြည့်နှက်နေတဲ့ကောင်းကင်မုန်သားတွေနဲ့နတ်ဆိုးဖျားထောင်မောင်းစွာကိုမောကြည့်နေပါတယ်သူ့ရဲ့မျက်လုံးတွေကပြည့်ထွက်မထွက်ဖြစ်နေပါပြီဒါကမူလဆရာဘိန်းခန္ဓာကိုယ်များလားနေတဲ့သိန်းရှာသူမကရှေးရောက်မှတ်တမ်းများစွာကိုလေ့လာခဲ့ပါတယ်တုံပုံလုံးမှာလူသိများတဲ့ကြီးကြံခန္ဓာကိုယ်ပေါင်း3600ရှိရလေအဲ့ဒီအထဲမှာအစင်းအမြင့်ဆုံးကတော့မူလဆရာဘိန်းခန္ဓာကိုယ်ပဲအဲ့ဒီခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့သူကကောင်းကင်ဘုံလန်းကိုရှောက်ရှာနတ်ဆိုးလန်းကိုရှောက်ရှာဖေးလန်းကိုမဆိုးအမြင့်ဆုံးအထိတန်းနိုင်ပါတယ်ငါရဲ့ညီလေးကမူလဆရာဘိန်းခန္ဓာကိုယ်ကိုတကယ်ပိုင်ဆိုင်ထားတာပဲအဲ့ဒီအတွေ့အကြုံကြောင့်အော်ရိုရာကခါတီးစွာနဲ့ရင်မောလိုက်ပါတယ်နေတဲ့သိန်းလုံးပြင်ဆင်လာခဲ့ပြီးရဲ့နောက်မှာတော့နောက်ဆုံးမှာတော့သူမကရှုံးသွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေကိုခန္ဓာအရေးချင်းတစ်ခုတည်းနေတော့ငါရှုံးသွားနိုင်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာမင်းရဲ့အောင်မြင်မှုတွေကငါရဲ့အောင်မြင်မှုတွေကိုဘယ်တော့မှမီနိုင်မှာမဟုတ်ဘူးအော်ရာကနေတဲ့သိန်းလုံးပြင်ဆင်လာခဲ့တာပဲရှေ့ဆက်ပြီးရင်လေကျမရဲ့ခန္ဓာကိုယ်ထဲမှာပေါင်းဆက်ဖို့အတွက်စောင့်နေတဲ့အဖို့တန်ရတနာတွေနဲ့အခွင့်အရေးတွေအများကြီးရှိသေးရဲ့လေအဖို့တန်ဆုံးအရာကတော့နေတဲ့သိန်းစာကျင့်ကြံတဲ့အတွေ့အကြုံပဲဝေကင်းစာကလေးတစ်ယောက်နဲ့ဘလို့မှမရှိနိုင်တဲ့အရာပေါ့အဲ့ဒီအတွေ့နဲ့အော်ရာလည်းနည်းနည်းတော့စိတ်သက်သာရသွားပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာကျွန်တော်ကအခန်းထဲမှာထပ်ပြီးတော့စိတ်ရင်းသွင်းလိုက်တာနဲ့ပဲလှုပ်ဝက်အနှစ်သာရဒဗလင်းကရလာပါတယ်အနားမှာဘယ်သူမှမရှိရနဲ့ကြောက်စိမ့်ပလင်းကိုဖတ်ထားပြီးတော့တခါတည်းအားရပါရတောက်ချလိုက်ပါတယ်မကြခင်မှာပဲပလင်းတွေကအနှစ်သာရအားလုံးကကျွန်တော်ရဲ့ဘိုက်တဲ့ကိုရောက်သွားတယ်အပြေဝါဆုပ်ပြီးတဲ့အခါမှာတော့ကျွန်တော်ကကျင်းနေသွားတယ်လေဒီခဏကိုကသူမထင်တာထက်အများကြီးပို့ပြီးတော့တန်မာနေပြီပလင်းထဲမှာအနှစ်သာရနည်းနည်းကျန်သေးတယ်ကျွန်တော်ဘေးမှာရှိနေတဲ့အမကိုလှမ်းကြည့်ပြီးတော့ပလင်းရဲ့အဝမှာလက်ချောင်းနှိပ်ပြီးတော့သူမရဲ့နှကန်းကြားရဲ့ကိုထည့်ပေးလိုက်ပါတယ်သူမရဲ့မျက်ခုံးတွေကပြေရောသွားပြီးတော့ပို့ပြီးတော့အေးစစ်စစ်နဲ့အိပ်ပျော်သွားတယ်အဲ့ဒီအချိန်မှာအခန်းတကာပွင့်လာပြီးတော့ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်အဖြူရောင်မျက်ခုံးရှိတဲ့အဖိုးတစ်ယောက်တို့ကဝင်လာကြပါတယ်ဘိုးဘေးအရှင်မင်းကြီးကတားကိုရောက်ဆုံစည်းတဲ့နေ့မှာတမင်ပြန်တယ်မွေးဖွားဖို့အတွက်ရွေးချယ်ခဲ့တာပဲဒီနေ့ရဲ့ကောင်းချီကိုရယူပြီးတော့ကြီးမားတဲ့ကံကောင်းခြင်းတွေရရှိဖို့မျှော်လင့်ထားတာသိချပါတယ်ဒါကြောင့်မလို့ဘိုးဘေးအရှင်မင်းကြီးရဲ့ကောင်းချီကိုပြမြအောင်လို့ကျွန်တော်တို့ကကူညီပေးရမယ်အဲ့ဒီလူကအလျားသုံးပြီးခန့်ရှိတဲ့ကြောက်တုံးကြီးတုံးကိုထုတ်လိုက်ပါတယ်မေရအကူကအဲ့ဒီကြောက်တုံးစီကထွက်လာတဲ့ဝိညာဉ်စွမ်းအင်ကိုချက်ချင်းခံစားမိပြီးတော့အောင်းသွားပါတယ်ကောင်းကင်အောင်မှာဒီလောက်ကြီးမားတဲ့ကြောက်စင်းတုံးတော်မှာရှိနေသေးတာလားအဲ့ဒီကြောက်စင်းကနူးညံ့ပြီးတော့အေးမြရဲ့သဘာဝရှိတယ်လို့ဝိညာဉ်စွမ်းအင်တွေကလည်းပြင်းနေနေရလေခလေးရဲ့အသားနဲ့ထိတွေထားရင်တပြေးပြေးနဲ့ကိုခန္ဓာကိုတက်ဆင်ပြီးတော့တာမန်လူတယောက်ရဲ့ကိုခန္ဓာကိုပါရမီရှင်တယောက်ရဲ့ကိုခန္ဓာအဖြစ်ပြောင်းလဲပြီးနိုင်နေဒီလောက်ကြီးမားရဲ့ဝိညာဉ်ကြောက်စင်းတုံးဆိုရင်ကြီးမားတဲ့ကံကောင်းခြင်းတွေကရောက်လာတော့မယ်ဆိုတဲ့သဘောပဲလေဒါပေမဲ့နောက်တစ်ခဏမှပဲကျွန်တော်ရဲ့ညီမလေးကိုအဲ့ဒီဝိညာဉ်ကြောက်စင်းပေါ်တင်လိုက်တာကျွန်တော်မြင်လိုက်ရပါတယ်ကျွန်တော်ရဲ့ပါရမီကသူမထက်ပိုကောင်းတာပဲဒါဆိုရင်ဘာကြောင့်သူမကအရင်ဆုံးဆွေယူခွင့်ရတာလဲအဖေကများကျွန်တော်ကသူ့သားအရင်မဟုတ်ဘူးလို့တိတိလေးတန်တရားဝင်နေရလားဝိညာဉ်ကြောက်စင်းလုံးပေါ်မှာခလေးမလေးကိုတင်ထားပြီးရဲ့နောက်လူနေကောင်ဆောင်နဲ့အကြီးအကဲနှစ်ယောက်စလုံးကထပ်သားပြီးတော့အခန်းထဲမှာတော့ခလေးနှစ်ယောက်ကိုစောင့်ရှောက်ဖို့တာဝန်ယူထားတဲ့မိယာတစ်ယောက်ပဲကြံခဲ့ပါတယ်ကျွန်တော်ရဲ့မျက်လုံးတွေကိုမှိတ်ထားပြီးတော့အိပ်ပျော်နေသလိုမျိုးဟန်ဆောင်နေတာကိုမြင်တော့မိယာလည်းအိပ်ဖို့အတွက်လှည့်လိုက်ပါတယ်အမေရဲ့အသက်ရှူတန်းတည်ငြိမ်လာတာနဲ့ကျွန်တော်ကမျက်လုံးကိုဖွင့်လိုက်တယ်ဝိညာဉ်ကြောက်စင်းကိုမြင်တာနဲ့ပဲမျက်လုံးတွေကတောက်ပသွားပါတယ်မရဏလောကမှာဆင်းရဲတင်တော့ကကျွန်တော်ကအဖုံးပြနိုင်တဲ့ယရနာတစ်ခုကိုထည့်ရခဲ့တယ်ကောင်းကင်နှင်းအဲ့ဒါကဝိညာဉ်ကြောက်စင်းထက်အစတရားလားအဖို့တန်ပါတယ်ပြဿနာကတော့ကောင်းကင်နှင်းရဲ့အစွမ်းကအရင်ဖြစ်ထန်လွန်းတာပဲဝိညာဉ်စာကလေးတရားအနေနဲ့တရားစုဖို့ကတော့မဖြစ်နိုင်ဘူးဒါကြောင့်မလို့အရင်ဆုံးဝိညာဉ်ကြောက်စင်းကိုနည်းနည်းကိုဆုပ်ယူပြီးတော့ခန္ဓာကိုယ်ပိုတမ်းမအောင်လို့ပြုစုပြထောင်ရမယ်အဲ့ဒီနောက်မှာတော့ကောင်းကင်နှင်းကိုဆုပ်ယူမယ်အခုညီမလေးရဲ့ဝေစုတွေက
ကနည်းနည်းယူထားလိုက်ရင်နောက်မှပြန်ပြီးလို့ရတာပဲလေကျွန်တော်ရဲ့ဖောင်းဖောင်းလေးလက်ကလေးကိုဆန့်ထုတ်ပြီးတော့ကြောက်စင်းဝိညာဉ်ရဲ့အစွန်းကိုအားနေတွန်းလိုက်ပါတယ်ချက်ချင်းပဲကြောက်စင်းအပိုင်းစာလေးကကျွတ်ထွက်လာတယ်လေကျွန်တော်ကအဲ့ဒီအပိုင်းလေးကိုဗတ်ဆက်ထဲကိုထည့်ပြီးတော့တခါတည်းမြူချလိုက်ပါတယ်ဝိညာဉ်ကြောက်စင်းကအစာရင်လေးကိုရောက်တာနေပဲမူလာစွမ်းရင်အဖြစ်ကိုပြောင်းလဲသွားပြီးတော့ကိုယ်ခန္ဓာတစ်ခုလုံးကိုလျှက်စီးလိုမျိုးပြန်နှံ့သွားပါတယ်ဒီစွမ်းရင်ကလှုပ်ဝက်အနှစ်သာရထက်အစရနေချီပို့ပြီးတော့ကောင်းတယ်လေမျက်စိတမိတ်အတွင်းမှာပဲတနာရီလောက်ကုန်လွန်သွားတယ်ကျွန်တော်ရဲ့ကိုယ်ခန္ဓာထဲမှာအလင်းရောင်တစ်ခုကပေါ်လာပြီးတော့လူပုံတရံတစ်ခုကဖြစ်ပေါ်လာပါတယ်ဘေဘေအချမ်းကရွှေရောင်ညဘက်အချမ်းကတော့အနှစ်ရောင်ဒါကဆာရာဖိန်ခန္ဓာကိုယ်ပဲတဝက်ကကောင်းကင်ပုံတဝက်ကနဆူပုံအခုအချိန်မှာတော့ဒီလူပုံတရံကမရှိမလင်းအရေးပုံစံလေးလိုပဲရှိနေသေးရဲ့လေအဲ့ဒီပုံတရံကအပြည့်အဝခိုင်မာပြီးတော့လူပုံစံတစ်ခုလုံးဖြစ်လာတဲ့အချိန်ကြမှာဆာရာဖိန်ကိုခန္ဓာကအခြေခံအစဉ်ပြမြောက်ပြီးလို့ဆိုနိုင်မယ်အဲ့ဒီဝိညာဉ်ကြောက်စင်းကအရင်ရတာရှိတာပဲနောက်တစ်လုံးလောက်ထပ်ဆောင်မယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်ရဲ့လက်ကလေးကဝိညာဉ်ကြောက်စင်းရဲ့နောက်တော့တနေရာကိုထပ်ပြီးတော့အားနေဖိလိုက်ပါတယ်နောက်ထပ်အပိုင်းစားလေးတစ်ခုကထပ်ပြီးတော့ကျွတ်ထွက်လာတယ်အဲ့ဒီဝိညာဉ်ကြောက်စင်းပေါ်မှာတော့အော်ရိုရာကအလွန်အဆင်ပြေတဲ့အနေအထားနဲ့လှည့်နေတယ်ဒါကသူမကဘဝပေါင်းများစွာဖြတ်တန်းခဲ့စဉ်ကတည်းကစူးစောင်းထားတဲ့ဝိညာဉ်ကြောက်စင်းကိုယ်တိုင်ပဲလူငယ်တဲ့ဘဝပေါင်း100အတွက်ပြန်လည်မွေးဖွားဖို့အတွက်စတင်ပြင်ဆင်ခဲ့တဲ့အချိန်ကတည်းကအော်ရိုရာကအဖို့မဖြစ်နိုင်တဲ့ရတနာပေါင်းများစွာကိုစူးစောင်းထားခဲ့တယ်ပြီးတော့ကောင်းကင်ကြောက်တုံးတုံးကနေတဆင်အဲ့ဒီရေရနာတွေကိုလူလောကရဲ့ပို့ဆောင်ခဲ့ပြီးတော့သူမရဲ့မျိုးဆက်တွေကိုလည်းဘိုးဘေးအမိန့်တော်တရက်ချန်ထားခဲ့ပါတယ်။သူမအတွက်အဖို့တန်ရေရနာတွေကိုစူးစမ်းပေးကြဖို့ပေါ့။အဲ့ဒီရေရနာအလုံးကိုဒီအချိန်အတိအကျအတွက်ဆောင်ထားခဲ့ရပဲ။ဒီသိန်းကြပြီးရဲ့နောက်မှာတော့သူမရဲ့ဘဝပေါင်း100ကနောက်ဆုံးတော့တနေရာထဲမှာစူးစီးလာပါတော့မယ်။တာကိုရောက်စုံစည်းမင်းနီကိုရောက်ဖို့အတွက်ရက်20ပဲကျန်တော့တယ်။အဲ့ဒီအချိန်မတိုင်ခင်သူမရဲ့မူလမြေကြီးအမှုတွေကအခြေခံကစင်ပြင်းပြောက်ရပါမယ်။ဒါမှနေမီကောင်းချီကိုရရှိနိုင်မှာကိုရောက်ဆုံးစီခြင်းကညတဲ့တောင်းမှာတစ်ချိန်ပဲပေါ်ပေါက်တာအဲ့ဒီအခွင့်အရေးကိုရရှိနိုင်ရင်သူမရဲ့ကိုယ်ထဲမှာနေမီမျိုးတစ်ခုကိုစိုက်ပျိုးထားနိုင်မယ်အချင်းကြလာတာနဲ့ကောင်းကင်ဘုံအဆင်မတင်မီရောက်တစ်ခုအဖြစ်တဖြည်းဖြည်းနဲ့ကြီးထွားလာနိုင်ပါတယ်အဲ့ဒီအခွင့်အရေးကိုဆောင်ဖို့အတွက်သူမကပြန်လည်မွေးဖွားခြင်းတဲ့နေရာထဲမှာနှစ်ပေါင်း3000လောက်ကြာအောင်လို့ဖြတ်တန်းခဲ့ရတာဒီကောင်လေးကများငါရဲ့အရှင်ဝိညာဉ်ကြောင့်စင်းကိုလာခုရဲတယ်ပေါ့အော်ရာကရုတ်တရက်ကျွန်တော်ရဲ့လက်ကဝိညာဉ်ကြောင့်စင်းရဲ့အစွန်းဘက်ကိုလှမ်းနေတာကိုသတိထားမိတယ်ကျွန်တော်ကအပိုင်းစာလေးတစ်ခုကိုချိုးယူပြီးတော့ပါစက်ထဲကိုတန်းထည့်လိုက်တယ်လေသူမကအဲ့ဒီနေရာကိုပြန်ကြည့်လိုက်တော့လက်သီးလာအရွယ်အပေါက်ကြီးတစ်ခုဖြစ်နေပြီရှင်းရှင်းလင်းလင်းမြင်ရတာကတော့ကျွန်တော်ကစပစ်လိုက်တာပဲအဲ့ဒီအမြင်ကွင်းကြောင့်အော်ရာကဒေါသထွက်လွန်းလို့ပောက်ကမတ်တွက်ဖြစ်သွားပါတယ်။ရှီအောင်တော့ကန္နာရာကောင်းကင်ဘုံမှာတော့မှတလောက်ကြီးမာရဲ့ဝိညာဉ်ကြောက်စိမ့်တုံးကိုရှာဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။သူမကဒီကြောက်စိမ့်ကိုအသုံးပြုပြီးတော့ရက်20အတွင်းမြေကြီးအမြင့်တွေကိုအခြေခံအဆင့်ထိရအောင်လို့လုပ်ဖို့စီစဉ်ထားတာ။အဲဒီနောက်မှာလည်းတဖြည်းဖြည်းဆုပ်ယူပြီးတော့နောက်ဆုံးအမြင့်ဆုံးအထိရအောင်လို့လုပ်မယ်လို့စိတ်ကူးထားခဲ့တာပါ။ဒါပေမဲ့အခုတော့ညီလေးကဆုပ်ယူသလားသူမကအဲ့ဒီပမာဏအတိုင်းဆုံးရှုံးနေရတယ်။ဒါကနေကင်းကြောင်တာအိမ်ထဲဝင်ခိုးတာနဲ့တူနေပြီလေ။ဟမ်ဘာဖြစ်နေရလဲအညီမလေးကဘာလို့ဒီလောက်ဆိတ်ဆူနေရပါလဲအော်ရာကခလေးယောက်ျားလေးကိုဆူဆူရဲရဲစိုက်ကြည့်လိုက်ပါတယ်သူမရဲ့မျက်လုံးတွေကတော့ရှင်းရှင်းလင်းလင်းပြောနေတယ်ဝိကင်းသားကလေးတယောက်ဖြစ်ပြီးတော့ကိုခန္ဓာကတော့ဖွံ့ဖြိုးစားအစင်ပဲရှိသေးတယ်ကိုခန္ဓာကအစမ်းထက်နေရင်တော့မှဒီလိုအရာမျိုးကိုလုပ်နိုင်မှာမဟုတ်ဘူးလေဒီဝိညာဉ်ကြောက်စင်းကငါဟာကိုကိုမစင်စားနဲ့အဒီနောက်သူမကလည်းလက်ကလေးကိုဆန်းထုတ်ပြီးတော့ဝိညာဉ်ကြောက်စင်းရဲ့အစွန်းတနေရာကိုရှာကညီပဲစီလာအပိုင်းစာလေးတစ်ခုကိုချွေပြီးတော့ပါဇက်ထဲထိလိုက်ပါတယ်ဒါကိုမြင်လိုက်ရတော့ကျွန်တော်ရဲ့အတွင်းစိတ်ထဲမှာပြုံးမိတယ်အော်ငါရဲ့ညီမလေးကတော့ဒါပဲငါလောက်တာကိုပြန်ပြီးတော့တူပါနေရပေါ့ကောင်းပြီလေဒါဆိုရင်ငါတို့နှစ်ယောက်ဘသူကပို့ပြီးတော့မြင်မြင်စားနိုင်မလဲဆိုတာကိုကြည့်ကြတာပေါ့အဲ့ဒီလိုနဲ့ခလေးယောက်ျားလေးတစ်ယောက်နဲ့ခလေးမလေးတစ်ယောက်ကဝိညာဉ်ကြောင့်စင်ကိုအပြန်စားပွဲကြီးစတင်လိုက်ကြပါတယ်မင်းတုံငါတုံနှစ်ယောက်စလုံးအယပါရစနေကြတယ်အဲ့ဒီအချိန်မှာမေရာကအိယာကနေနူလာပြီးတော့ကိုရီလက်ကိုဆန့်လိုက်ပါတယ်ခလေးနှစ်ယောက်စလုံးကဝိညာဉ်ကြောင့်စင်ကိုစားနေတာကိုမြင်တာနဲ့သူမကအံ့ဩလို့ခုန်ထမတ်တက်ဖြစ်သွားပါတယ်ဝိညာဉ်ကြောင့်စင်ကိုစားနေကြတာလားအိုးကောင်းကင်ဘုံကြီးဝိညာဉ်ကြောင့်စင်ရဲ့စွန့်ရင်ကနုညံ့ပြပြဝင်မယ်လေဒီလိုမျိုးဓာတ်ရိုက်မှုချလိုက်ရင်သူတို့ရဲ့ကိုယ်ထဲမှာစွန့်ရင်တွေကပောက်ကွဲထွက်လာနိုင်တယ်။နည်းနည်းလေးမှိုင်းရင်သွားရင်တော့မှကိုယ်ရင်းစွန့်ရင်လည်းကြောင့်တွေကရှုပ်ထွေးသွားနိုင်တယ်လို့ကိုယ်ကနာတစ်ခုလုံးတော့မှပောက်ကွဲပြုတ်ခဲ့သွားနိုင်တယ်။ဒါပေမဲ့အခုကလေးနှစ်ယောက်ကိုကြည့်လိုက်တော့ဘာအနေရဲမှမဖြစ်ဘူး။အဲ့ဒီရစားမိနစ်တိုင်းမှာပို့ပြီးတော့တမလာနေကြတယ်။ဒီခဏကိုနှစ်ခုကသူမစိတ်ကူးထားတာထက်တောင်မှအများကြီးကျော်လွန်နေပါပြီ။မေရာကနောက်ဆုံးတော့သူမရဲ့နားလည်မှုကဘလောက်ပဲကန့်သက်ထားရဲဆိုတာကိုသဘောပေါက်သွားပါတယ်။ဒီခဏကိုနှစ်ခုရဲ့အစွမ်းကို
ကိုသူမကအလွန်အမင်းရှော့တက်ထားခဲ့တာပဲဒါနဲ့သူမကိုယ်တိုင်လည်းဝိညာဉ်ကြောက်စင်တုံးကိုချွေပြီးတော့မြေပဲစီအရွယ်အပိုင်းအစာလေးတွေအဖြစ်ခွဲကကျွန်တော်ရဲ့ဘေးမှာချထားပေးလိုက်ပါတယ်စားလိုက်တာလေကျွန်တော်ကပါစက်ဖြဲပြီးတော့ပြုံးလိုက်တယ်မိကြီးမိတာထက်ပိုကောင်းတာပါရှိအောင်မလဲရှေးစကားကတည်းကမှန်တာပဲဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဖခင်စုသူကတော့ညီမလေးဘက်ကိုတီးတန်တာလိုက်နေပါတယ်အကြိုက်လိုက်ပြီးတော့မျက်နှာသာပေးနေတာပဲအော်ရာကတော့ဒေါသထွက်လွန်းလို့စိတ်မထိန်နိုင်တော့ဘူးဟမ်ဒီအရှင်ဝိညာဉ်ကြောက်စိမ့်တုံးကငါဘက်မှာရှိရမှာမဟုတ်ဘူးလားဘာလို့ဒီကောင်လေးစီကိုခိုးပြီးတော့ပြီးနေရလဲမင်းတို့နှစ်ယောက်ကအတူတူကြံနေကြတာပဲဒါရဲ့အလုံးကသူမရဲ့စိတ်ထဲမှာပဲအုံးဟစ်နေတာအပြင်ကဘသူမှတော့သူမပြောတာကိုမကြားနိုင်ဘူးလေဝေကင်းစားကလေးတယောက်ဖြစ်နေတာကြောင့်သူမလုံနိုင်တာကတော့သူမရည်ရနာကိုဒီကောင်လေးကအပိုင်းစားတစ်ခုချင်းစီချို့စားနေတာကိုထားကြည့်နေရုံပါပဲနှစ်ရက်လာအလွန်အမြန်ကုန်သွားတယ်အစားကတော့တသက်ရရလေးရန်ပုံစံရှိနေတဲ့ဝိညာဉ်ကြောက်စင်လုံးကြီးကအခုတော့အပိုင်းကြီးတစ်ခုကပြဆုံးသွားပါပြီတဝက်ကျော်ကိုကျွန်တော်စားလိုက်ပြီးတော့အော်ရာကတော့အနည်းငယ်ပဲစားခဲ့ပါတယ်အခန်းထဲမှာကလေးနှစ်ယောက်ကိုစောင့်ရှောက်နေတဲ့သူမရဲ့အမြင်အရာကတော့ဝိညာဉ်ကြောက်စင်ကသူတို့ရဲ့ခန္ဓာကိုယ်ကိုပဲပို့တမ်းမကြီးရဆိုတော့ရှင်းရှင်းလင်းလင်းကောင်းတဲ့အရာပဲဘာနေမှဖြစ်သည်ကတော့အကုန်စားလိုက်ရင်တော့မှပြဿနာမရှိဘူးလေရုတ်တရက်ကျွန်တော်ကအခန်းအလယ်မှာလူမျိုးသွားပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကနေအလေးနှစ်မျိုးကဖြတ်ထွက်နေပါတယ်ဘယ်ဘက်ကရွှေရောင်ညာဘက်ကအနက်ရောင်အခုတော့အပြေအဝခံပါတဲ့လူရုပ်ပုံစံဖြစ်လာပြီမေရာကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုစိုက်ကြည့်နေရင်းနဲ့အားတင်လုံးအသက်ရှူတာမဝနိုင်တော့ဘူးဒါကမိမိခန္ဓာကိုယ်ရဲ့အခြေခံအစဉ်ပြမြောက်တာပဲဒီလောက်အချိန်လိုလေးနဲ့ဒီရဲ့ဆင့်ကိုရောက်သွားပြီလားအမြင်လုံးကတော့မယုံနိုင်စရာပဲဒါတွေအလုံးကဝိညာဉ်ကြောက်စင်းကြောင့်ပဲမဟုတ်ရင်ဒီလောက်တူတောင်းတဲ့အချိန်အတွင်းဒီလိုအဆင့်ကိုရောက်နိုင်မှာမဟုတ်ဘူးလေအော်ရာကကျွန်တော်စီကထွက်ပေါ်နေတဲ့အရှင်ဟွာကိုခံစားမိပြီးတော့ကလေးယောက်ျားလေးဘက်ကိုချက်ချင်းမောကြည့်လာပါတယ်။သူမကဒေါသထွက်လွန်းလို့ယူမက်တက်ဖြစ်သွားပါတယ်။ဒီရှင်မီဘီယာရဲ့ဝိညာဉ်ကြောက်စင်ကိုဒီလောက်တောင်မှကိုးစားရတယ်ပေါ့။ငါနဲ့မင်းနဲ့တိုက်ကြမယ်။ဒီဝိညာဉ်ကြောက်စင်ကသူမရဲ့မူလနေကြီးအမှုတွေကိုအမြင့်ဆုံးအဆင့်ထိရအောင်လို့တွန်းနေဖို့အတွက်အဓိကအကူအညီဖြစ်ရမှာ။အခုတော့ဒီကောင်လေးကအများကြီးဆက်ဖြစ်လိုက်ပြီးကျန်တာနဲ့တော့သူမရဲ့ရီမန်းချက်ကိုပြည့်မီနိုင်မှုတော့မလုံလောက်တော့ဘူးထင်တယ်။တစ်ချိန်ကအာနာကြီးမခဲ့တဲ့အရှင်မီဘီယာကဒေါသထွက်လွန်းလို့အဲ့ဒီနေရာမှာရင်တတိလက်သွားပါတော့တယ်။ကျွန်တော်လည်းညီမလေးတစ်ခုဖြစ်နေမှတတိထားမိတယ်။ဟမ်ငါညမလေးဘာလို့တတိလက်သွားတာလဲငါရဲ့အရှင်ဝါကြောင့်လမ်းသွားတာများလားဝေကင်းစားကလေးပဲရှိသေးတော့ဘာမှလည်းမသိသေးဘူးဒီလိုလမ်းသွားတာကတဘာဝရေးဖြစ်မှာပါကျွန်တော်ရဲ့ကိုယ်ခန္ဓာကအေးရဘောကိုပြန်ဆင်လာပါတယ်ကျွန်တော်ကဝိညာဉ်ကြောက်စင်းလုံးဘက်ကိုလှည့်ကြည့်လိုက်တယ်အစားကတော့လေးရန်ပုံစံတက်တက်ရရရှိရဲ့ကြောက်တုံးကြီးတုံးလိုဖြစ်နေကြရကနေအခုတော့ကျွတ်တွေဝမ်းကိုက်ထားတဲ့လိုမျိုးဖြစ်နေပြီတောင်းတနေရပြောင်းနေတာကအော်ရာလောက်ထားတာအလေးမအပေါက်ကြီးတစ်ခုဖြစ်နေတာကတော့ကျွန်တော်လောက်ထားတာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကညီမလေးထပ်ပို့ပြီးတော့တမ်းမာတာကြောင့်ဆုပ်ရတဲ့အချိန်ကလည်းအများကြီးပူမြင်နေကျွန်တော်ကကိုလှိမ့်လိုက်ပြီးတော့အဲ့ရရဲ့အစွန်းစီကိုတွားသွားပါတယ်ပြီးတော့လက်ကလေးကိုဆမ်းပြီးတော့ဝိညာဉ်ကြောက်စင်းတွေကအပိုင်းကြီးတစ်ခုကိုထပ်ချွေးယူလိုက်ပါတယ်အရင်ကဆိုတော့ကတော့ညီမလေးစားတဲ့အပိုင်းတွေကမြေပဲစီအရွယ်လောက်ပဲကျွန်တော်စားတာကတော့တစ်ချိန်တိုင်းငိုးဝေရွယ်လောက်ရှိရဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကအခြေခံအစဉ်ပြီးမြောက်သွားပြီဆိုတော့ကိုခန္ဓာရဲ့အစီအပိုင်းတိုင်းကအစတရားလာပိုးတမ်းမာလာပြီးတော့စုပ်နိုင်တဲ့အချိန်ကလည်းအများကြီးမြန်လာပါတယ်ဒီလောက်များတဲ့ပမာဏကိုတခါလေးစုပ်လိုက်တာလည်းပြဿနာမရှိဘူးကျွန်တော်ကဝိညာဉ်ကြောက်စင်းအလုံးကြီးကိုအပိုင်းသေးလေးတွေခွဲပြီးတော့အကုန်တခါလေးမြှချလိုက်ပါတယ်တပိုင်းဆိုပြီးတာနဲ့နောက်တပိုင်းထပ်ယူပြီးတော့မြှချလိုက်ပါတယ်စားပြီးတော့တဲ့အခါမှာတော့ညီမလေးရဲ့အတွက်လည်းအပိုင်းသေးလေးတစ်ခုချွေယူပြီးတော့သူမရဲ့ပါးစပ်ထဲကိုထည့်ပေးလိုက်ပါတယ်မရှက်ပါနဲ့ညီမလေးအတူတူစားကြရအောင်မင်းကဆုပ်ယူလေးလေးကောင်းကြီးကပိုကောင်းလာလေးလေးပဲမင်းကအိတ်နေတာဆိုတော့ငါကိုယ်တိုင်ပဲကြွေးပေးလိုက်မယ်ငါမင်းကိုကောင်းကောင်းမဆက်ဆံဘူးလို့မပြောနဲ့နော်နေကနေညအထိညကနေမိုးရင်းနဲ့အထိကျွန်တော်ကကိုယ်ဝေစုကိုစားရင်းနဲ့ညီမလေးအတွက်လည်းတပိုင်းချင်းကြွေးပေးနေပါတယ်အချိန်တိုင်းကိုအရင်ကိုပြပြရှင်းရှင်းဖြတ်တန်းနေတယ်မနက်ခင်းနေရောင်ကြီးတိုင်းရဲစင်ကဗရင်းဘောက်ကနေဝင်လာပြီးတော့ကလေးမလေးရဲ့မျက်နှာပေါ်ကိုကြားရောက်လာပါတယ်အော်ရာကလက်ကလေးတစ်ဖက်နဲ့မျက်လုံးကိုကလိုက်ပြီးတော့ဖြည်းဖြည်းချင်းမျက်လုံးကိုဖွင့်လိုက်ပါတယ်ငါဘာလို့ပြောင်းတဲ့အရာဘောကိုရောက်နေရလဲငါကဝိညာဉ်ကြောက်စင်းပေါ်မှာလှည့်နေတာမဟုတ်ဘူးလားဘလို့လို့ဒီကိုရောက်လာတာလဲသူမရှိကမြင်ပင်ကတဖြည်းဖြည်းနဲ့ရှင်းနေလာပါတယ်ပထမဆုံးမြင်လိုက်ရတာကတော့ကလေးယောက်ျားလေးရဲ့ဘေးရမျက်နှာပဲသူကတကူကူကိုလက်ထက်ကင်ပြီးတော့ပါစက်ထဲထည့်စားနေပုံရတယ်အမြင်ကပိုရှင်းလာတာနဲ့သူမကတိချာမြင်လိုက်ရပါတယ်ဒါကငါ့ရဲ့ဝိညာဉ်ကြောက်စင်းပဲသူ့ရဲ့လက်ထဲမှာရှိနေတာကအဲ့ဒါတော့ဒီလောက်ကြီးရဲ့ပိုင်းကြီးသူမရဲ့မျက်လုံးကကလေးကိုကြော်ပြီးတော့အနောက်ဘက်ကိုရောက်သွားပါတယ်ဝိညာဉ်ကြောက်စင်းကဟိုမှရှိနေရမှာမဟုတ်ဘူးလားဘယ်ရောက်သွားတာလဲတယောက်ကရွှေ့လိုက်တာလားဒါမှမဟုတ်တခြားတနေရာမှာရှိနေတာလားသူမကအခန်းတစ်ခုလုံးကိုမျက်စိနဲ့လိုက်ရှာလိုက်ပါတယ်ဒါပေမဲ့လည်းဝိညာဉ်ကြောက်စင်းရဲ့အရေးအယောင်တော့မှမတွေ့ရတော့ဘူးရုတ်တရက်ကလေးယောက်ျားလေးကလှုပ်ရှားလိုက်တာကြောင့်သူမရဲ့အာရုံတွေကသူ့စီကိုပြင်ရောက်သွားပါတယ်ကလေးယောက်ျားလေးက
အဲ့ရအစွန်စီကိုသွားပြီးတော့ကိုကိုကိုင်ကအဲ့ရအောက်ကိုလက်ထည့်ပြီးတော့တခုခုကိုဆန်းရှာနေပါတယ်ခဏအကြာမှာသူ့ရဲ့လက်ထဲမှာပေါ်လာတာကတော့ဝိညာဉ်ကြောက်စိမ်းလုံးကြီးတုံးကိုကိုင်ထားတာပဲဒါဝိညာဉ်ကြောက်စိမ်းမဲခလေးယောက်ျားလေးရဲ့လက်ထက်ကအတုံးကမုတ်တဝက်လောက်အရွယ်တောင်မှရှိတယ်လေသူကအဲ့ဒီကရုံကြီးကိုပါစတဲ့ကိုထည့်ပြီးတော့အကိုင်အနှင်းငင်နေအကုန်မျိုးချလိုက်ပါတယ်။အိုရာကတော့တခုလုံးတောက်လင်းပြီးတော့ကြောင်နေပါတယ်။သူမကရည်ရနာကိုရဖို့အတွက်အများကြီးစူးစမ်းခဲ့ရတယ်။သူမရဲ့မူလမြေကြီးအမှုတွေကိုပြုစုပြထားမှုအတွက်ရည်ရထားခဲ့တာပါ။ဒါပေမဲ့အခုတော့အဲ့ဒီရည်ရနာကဒီကောင်းလေးအတွက်အကျိုးရှိသွားပြီ။အိုရာကအနှင်းအမြန်အရာစူးစီကိုတောက်ပြီးတော့အောက်ကိုငုံကြည့်လိုက်ပါတယ်။မကြည့်ခင်ကောင်းရင်အစားကတုံးမိပတ်လေရှိတဲ့လေးဝိညာဉ်တုံးကြီးကအခုတော့ဘာမှမကြံတလားဖြစ်နေပါပြီ။အရှိတပေခွဲလောက်ရှိတဲ့အပိုင်းတစ်ပိုင်းလေးသာကျန်ပါတော့တယ်။ကျန်တာတွေအားလုံးကိုဒီကောင်လေးကစောင့်ပြလိုက်ပြီးငါရဲ့ဝိညာဉ်ကြောက်စိမ်းကိုပြန်ပြီးဒီချိန်ကအာနာကြီးမခဲ့တဲ့အရှင်မီဘီယာရဲ့သွေးတွေကဒေါသကြောင့်ပူလောင်လာပြီးတော့ဒေါသကခေါင်းကြီးတက်လာပါတယ်။ခဏလေးပဲသတိရလာပြီးတော့သတိလစ်သွားပြန်ပါတယ်။ဟမ်အခုမှနူလာပြီးတော့ဘာလို့သတိပြန်နေသွားတာလဲဆိုပြီးတော့ကျွန်တော်ကညီမလေးကိုစိတ်ချွေးစားနေကြည့်လိုက်ပါတယ်ကျွန်တော်ကလက်ကလေးကိုဝှေ့လိုက်တာနဲ့တူလောင်လက်စွပ်တွေကကြောက်စိမ်းပလင်းတစ်လုံးကထွက်လာပါတယ်ကောင်းကင်နဲ့မြေကြီးရဲ့အနှစ်သာရကနေမွေးဖွားလာတဲ့နက်ရည်ဖြစ်တဲ့ကောင်းကင်နှင်းရည်ပဲဒီနက်ရည်ကမွေးကင်းစားကလေးတွေရဲ့ခန္ဓာကိုယ်ကိုအဖြစ်ပြီးနိုင်တဲ့အစွမ်းထက်တဲ့အာနိတိရှိပြီးတော့ဝိညာဉ်ကြောက်စိမ်းတက်တာမှအများကြီးပြင်းထန်ပါတယ်ဒါကြောင့်မလို့မွေးကင်းစားကလေးတယောက်အတွက်အစာပိုင်းကလေးကတောက်သုံးဖို့အတွက်မတင်တော့ဘူးဒါပေမဲ့အခုတော့ကျွန်တော်ကဝိညာဉ်ကြောက်စိမ်းကိုအတော်အတန်စားပြီးတော့ကိုယ်ခန္ဓာကိုယ်လည်းအများကြီးတတ်မအောင်လို့ပြုစုပြုထောင်ပေးပါပြီဒါကြောင့်မလို့အခုတော့ကောင်းကင်နှင်းရည်ကိုစုပ်ယူဖို့အတွက်အသင့်ဖြစ်နေပြီပြီးခဲ့တဲ့ရက်အနေငယ်အတွင်းညီမလေးရဲ့ဝိညာဉ်ကြောက်စိမ်းကိုကုစားနေခဲ့တာကလည်းဒီရဲ့ချိန်အတွက်ကိုယ်ခန္ဓာကိုကြိုတင်ပြင်ဆင်ထားဖို့ပဲလေကျွန်တော်ကပလင်းရဲ့အဖုံကိုဖွင့်လိုက်ပါတယ်ပြီးတော့လက်ချောင်းတစ်ချောင်းကိုပလင်းနဲ့ကိုနှစ်ပြီးတော့နှက်ရည်နဲ့ကအောင်လောက်ကညီမလေးရဲ့နှက်ခမ်းကြားရဲ့ကိုထည့်ပေးလိုက်ပါတယ်ညီမလေးဒီကောင်းကင်နှင်းရည်ကတာမရနာမဟုတ်ဘူးနော်ငါစားသုံးခဲ့တဲ့ဝိညာဉ်ကြောက်စိမ်းအားလုံးနေတာမှာတာမိုးရင်ရှင်လို့ရပါတယ်ဝိညာဉ်နှင်းရည်ကိုဆွေးပြီးရဲ့နောက်အော်ရာရဲ့အိပ်ပျော်နေတဲ့မျက်နှာပေါ်မှာအပြုံးလေးတစ်ခုကပေါ်လာပါတယ်ကောင်းမွန်လှပတဲ့အိမ်မက်ထဲကိုရောက်နေတယ်လို့ပဲကျွန်တော်လည်းကောင်းကင်နှင်းကိုကိုယ်တိုင်တောက်လိုက်ပါတယ်ပြီးတော့ပြောပြောင်းတဲ့အိယာပေါ်မှာပြန်နေလိုက်ပြီးတော့ကိုခန္ဓာလေးကိုအပြင်းစွာစီဝင်လာတဲ့စွမ်းအင်ကိုစတင်ဆုပ်ယူလိုက်ပါတယ်အချင်းရတော့ကြပြီးတဲ့နောက်မှာတော့ဒီသိမြင်လာတဲ့ကိုခန္ဓာလေးတွေကနေတောက်ပါလုံးနဲ့အလေးနဲ့တွေကဒဇင်းမီဒဇင်းပေါ်ထွက်လာပါတယ်ကျောင်းမဖွဲအရှင်အဝါကြီးကကောင်းကင်ကိုတောင်ထိုးပေါက်ပြီးတော့နဝမှာကောင်းကင်အထိတက်တက်မမတ်တက်သွားတယ်နဝမှာကောင်းကင်အထက်မှာတော့အမြင့်ပေတောင်းကြီးရှိတဲ့အရာမရုပ်တင်ကြီးတစ်ခုကတော့ပေါ်လာတယ်သူကောင်ကကောင်းကင်ကိုထိလူနီးပါဖြစ်နေပြီးတော့ခြေထောက်တွေကတော့အစုံမဲ့ကျောင်းနယ်ကြီးထဲမှာအခိုင်အမာဆက်ကြပါတယ်ကောင်းကင်နဲ့မြေကြီးကိုဆက်သွယ်ပြီးနေတယ်တိုင်းကြီးတိုင်းလိုမျိုးမလုံးမရှက်မတုံမရှက်နဲ့ရက်တည်နေတယ်ဒီအရာမရုပ်တင်ကြီးရဲ့ခန္ဓာကိုယ်မှာတော့အယောင်နှမျိုးကိုခွဲခြားမြင်ရတယ်ဘယ်ဘက်ကတော့ရွှေရောင်ဖြစ်ပြီးတော့လူဝက်ဆန်းကျဲတဲ့ကောင်းကင်မုံအလင်းရောင်တွေကဖြာထွက်နေပါတယ်ညဘက်ကတော့အနှက်ရောင်ဖြစ်ပြီးတော့အစုံမဲ့ကျောင်းနယ်ကြီးလိုမျိုးမှောင်မဲ့ကျေပြန့်တဲ့နတ်ဆိုးအရှင်ဝါတွေကစူပွက်နေတယ်ဒီအရာမရုပ်တင်ကြီးကတော့အလွန်ကြီးမားလို့မိုင်ပေါင်းတစ်တောင်အတွင်းမှာရှိသူတိုင်းမြင်နိုင်နေတယ်တာမန်လူတွေအများအပြားကမြေပေါ်ကိုလူထောက်ပြီးတော့ခေါင်းကအရာမရုပ်တင်ကြီးရှိမှအမြှော့ကြပါတယ်ချင်းညံသူတွေတောင်မှဒီရုပ်တင်ကြီးရဲ့အရှင်ဝါကိုခန်းစားလိုက်ရတာနဲ့ကြောက်လန့်လို့မြေကြီးပေါ်ကိုလဲကျသွားတယ်ဒီနန်းတော်ရဲ့မြင်မရဲ့မျှော်စင်ထိတ်မှာကံကြမ္မာစမ်းပြည့်စရာကြီးကအဝေးကအရာမရုပ်တင်ကြီးကိုစိုက်ကြည့်နေပါတယ်အဝူမျိုးနယ်မှာကံကြမ္မာအကျဉ်းနှစင်းပေါ်ပေါက်လာပြီးဒီလောကကြီးကတော့မကြခင်အကြီးအကျယ်လောက်ခတ်တော့မယ်ဆရာအဝူမျိုးနယ်မှာကံကြမ္မာကျတဲ့စင်းရှိရလို့ပြောတာလားအခုနှစ်စင်းအောင်ရှိရလို့ပြောတာလားကံကြမ္မာကျဲဆိုတဲ့စကားကိုကြားလိုက်တာနဲ့ပဲတပည့်မလေးရဲ့မျိုးလုံးတွေကပြုကျသွားပါတယ်ကံကြမ္မာကျတဲ့စင်းပေါ်ပေါက်လာတာကကြီးမားတဲ့ကံကောင်းခြင်းကိုပါဆန်လာတဲ့သူတွေကမွေးဖွားလာပြီဆိုတဲ့အတိတ်ပဲအခုတော့ဒီစင်းတာမဟုတ်ဘဲနဲ့နှစ်စင်းအောင်တပြိုင်တည်းပေါ်ပေါက်လာတာကတော့အဝူမျိုးနယ်ကံကြမ္မာကကောင်းဝင်ဥပဒေကိုတော့မှစက်ညင်ကြုံတော့မယ်ဆိုတာကလုံလောက်တဲ့တတိပြချက်ပဲလေကံကြမ္မာစမ်းကြည့်စရာကြီးကချက်ချင်းပဲကောင်းမြင်လိုက်ပါတယ်ကံကြမ္မာခြင်းနဲ့စင်းကကောင်းမြင်တခွင်မှာအချင်းချင်းပဲ့နေထနေကြတယ်အခုကစားပြီးတော့အဝူမျိုးနယ်ရဲ့ထွန်းကားလာမှုကိုပဲရကားမှတားဆီနိုင်တော့မှာမဟုတ်ဘူးတစ်ဖက်မှာတော့ရှီဟောင်းကြီးနဲ့မျိုးနယ်ရဲ့တားမြင့်နေမိတဲ့ကအဆောင်တစ်ခုအတွင်းနေပေါင်းများစွာပိတ်လုံကျဉ်ကျန်နေတဲ့အကြီးကဲတစ်ယောက်ကဖြည်းဖြည်းချင်းမျိုးလုံးဖွင့်လိုက်ပါတယ်ဒီအကြီးကဲဟာအသက်ရှင်နေသေးရဲ့ဆိုတာကိုအပြင်လောကကသာတည်သွားရင်လူတိုင်းကတင်လို့စကားတောင်ပြောနိုင်ကြတော့မှာမဟုတ်ဘူးအကြီးကဲကအရာမရုပ်တင်ကြီးစီကထွက်ပေါ်နေတဲ့အရှင်ဝါကိုခန်းစားလိုက်ရပါတယ်သူ့ရဲ့မျိုးလုံးတငယ်အိမ်တွေကရုပ်တရက်ကြီးမှန်းသွားတယ်ဒါကများဒနာကြီးတွေကဆာရာဖိန်ကိုခန်းတာဒီလောကထဲမှာဘာကြောင့်ပေါ်လာရတာလဲသူကိုယ်တိုင်တော့မှဒီခုခန္ဓာအကြောင်းကိုရှေးရမှတ်တမ်းတစ်ခုထဲမှာပဲဖတ်ဖူးခဲ့တာပါစာရာဖိန်ခုခန္ဓာအကြောင်းကိုမှတ်တမ်းတွေကလည်းအပိုင်းစာနည်းငယ်လောက်ပဲကျန်တော့တာဒီမြင့်မြတ်တဲ့ခုခန္ဓာရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုဖြစ်တဲ့ကောင်းကင်ဘုံနဲ့နဆိုးပုံစွန့်ရင်မျိုးစလုံးကတကူထဲမှာပဲအတူတကတည်ရှိနေတာကိုမတွေ့ခဲ့ရင်သူကိုယ်တိုင်တော့မှမှတ်မိနိုင်မှာမဟုတ်ဘူးပိထောင်ကြီးမြင့်နဲ့ဒီအရာမရုပ်တင်ကြီးကစာရာဖိန်ခုခန္ဓာအမြင့်ဆုံးအဆင့်ကိုတောင်ရောက်နေပြီလားအဲ့ဒီအတွေ့ဝင်လာတာနဲ့ပဲအကြီးအကဲကအစ်ဆက်ဆက်အသက်ရှူသွင်းလိုက်ပါတယ်မျိုးနဲ့
ဆောင်ဆောင်ကဖမလဲတာမီနေမီရဲ့ကနေအတန်တန်ကထွက်ပေါ်လာပါတယ်အကြီးအကဲရှင်ကဒီအီရာမရုပ်တင်ကြီးရဲ့မူလစာတီကိုသိပါသလားဂျူလီယန်ကြီးနဲ့ကခေါင်းငုပ်ပြီးတော့ဖြေလိုက်ပါတယ်ကျွန်တော်ရဲ့ခံမှန်းချက်တောင်းမှန်ရင်ဒီရုပ်တင်ကြီးကအဝမျိုးတွေကနေပေါ်လာတာဖြစ်မယ်ကျွန်တော်နှစ်တရာလောက်ပိတ်လောင်ကြည်ကြံလိုက်တာနဲ့ပဲအဝမျိုးတွေကဒီလောက်ထိအစွမ်းထက်တဲ့တရှိမှုတစ်ခုကိုမွေးဖွားပေးလိုက်ပြီးမိမြက်ကိုခန္ဓာအမြင့်ဆုံးအဆင့်ကိုရောက်နေပြီဆို